Hello မင်္ဂလာပါအဲ့တော့ကျွန်တော် special လေးတွေလောက်တာလေးတွေကိုကျွန်တော်တစ်ခုပြီးတစ်ခုပေါ့နော်တင်ပေးနေတယ်ပေါ့နော်တင်ပေးတဲ့သဘောတရားကကိုပြည်တွင်းကလူတွေလည်းလွယ်လွယ်ကူကူနဲ့လုံနိုင်အောင်လို့ပေါ့နော်နောက်တစ်ခုကဒီတချို့ဟာလေးတွေဆိုလို့ရှိရင်လည်းဒီအစီအရင်လေးတွေလုံပြီးလုံဟန်လေးတွေကိုလည်းနားလဲတော့အောင်လို့ပေါ့နော်အရင်ကြီးမခက်တာလေးတွေကျွန်တော်လုပ်ပေးနေရမှာဖြစ်ပါတယ်အဲ့တော့ special လုပ်တဲ့နေရာမှာအခုဒီနေ့ပြမယ်ကောင်ကတော့ဒီ weight loss special ပေါ့နော် weight loss special ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဒီ diet လုပ်နေတဲ့သူတွေဒါမှမဟုတ်လို့ရှိရင်ကိုယ် weight ကို control လုပ်နေတဲ့သူတွေအတွက်ပေါ့လေအဲ့တော့ weight loss special ဆိုတဲ့အတိုင်းပဲတချို့ကကြတော့ဒါကြီးကိုလုပ်ရုံနဲ့ပဲ weight ကတန်းကြမှာလားဆိုတော့အဲ့လိုတော့ဟုတ်ဘူးလေကျွန်တော်တို့က universe ရဲ့အလုံးလုံးပုံလေးကိုလည်းသဘောပေါက်ဖို့လိုတယ် universe ရဲ့အလုံးလုံးပုံကဒီလိုငုံတုတ်ကြီးထိုင်နေုံနဲ့တော့ဒီဟာလေးကင်ပြီးတော့ထိုင်နေုံနဲ့ကြာမတော့ဘူးเนาะဒီလိုမျိုးအဲ့တော့ကိုကဘာလဲဆိုတော့ကိုက diet လုပ်နေတယ်ဒါမှမဟုတ်လို့ရှိရင်ကိုကဒီ gym ဆောက်နေတယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်တကယ်လို့ဒီ weight loss special လေးနဲ့ပေါင်းလို့ရှိရင်ကိုယ့်ရဲ့ manifestation တွေတအားကောင်းလာပြီး energy နဲ့ဒီ universe energy နဲ့ကိုယ့်ရဲ့ core energy နဲ့ inner energy နဲ့ဆက်မိသွားတဲ့အချိန်ကြလို့ရှိရင် weight loss ကအရမ်းမြန်သွားတာမျိုးဖြစ်တတ်တယ်အဲကြောင့်ကျွန်တော်တို့ကဒီ weight loss special ဆိုတာမျိုးကဒီဒါကိုထိုင်ပြီးတော့လုပ်နေရမှာမဟုတ်ကိုကတကယ်လို့မြန် weight control လုပ်နေဆိုလို့ရှိရင်ပို့ပြီးတော့မြန်မြန်ဆန်ဆန်ထိရောက်သွားဖို့အတွက်ဒါက diet လုပ်နေဆိုရင်ပို့ပြီးတော့ထိရောက်သွားဖို့အတွက်လုပ်တာဖြစ်ပါတယ်เนาะအဲဒါကြောင့်ကျွန်တော်တို့ကဒီ weight loss special လေးကိုကျွန်တော်လုပ်ပြတာဖြစ်ပါတယ်เนาะအဲ့တော့တုံးစံတိုင်းပေါ့နော်ကျွန်တော်တို့ဒီ weight loss special လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ special လုပ်မဲ့ဒီကိုယ့်ရဲ့ workplace ပေါ့နော်ဒီ workplace ကိုပို့ပြီးကမှဒီမကောင်းတဲ့ energy ထွက်သွားအောင်လို့ဆိုပြီးကမှအရင်ဆုံးရှင်းနေရတာမျိုးတွေရှိပါတယ်เนาะအဲ့တော့ကိုလုံးမဲ့နေရာလေးကိုများသောအားဖြင့်စားလေးနဲ့ပက်တာမျိုးဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ vinegar ပေါ့နော် vinegar လေးနဲ့လိုက်ဖြန်းတာမျိုးလေးတွေလုပ်လို့လည်းရပါတယ်ကျွန်တော်တို့ဒီ sage ပေါ့နော် sage ကကျွန်တော်တို့ဒီအနောက်နိုင်ငံတွေမှာတော့မကြာခဏသုံးလေးရှိတယ်ပေါ့နော်ဒီ sage ကဒီ working place ကိုဒါမှမဟုတ်လို့ရှိရင်ကိုယ်အိမ်ထဲမှာရှိတဲ့ဒီမကောင်းဆိုးဝါးတွေမကောင်းတဲ့အငွေ့သက်တွေဖယ်သွားအောင်လုပ်တဲ့ဒီဟာမျိုးဒီ sage ကိုသုံးနေရှိတယ်နော် sage ကိုသုံးနေဒီ sage ကမြန်မာလိုတော့မရှိဘူးတဲ့ဒီ sage ကများတော့ဖြင့်အနောက်နိုင်ငံတွေကသုံးကြတာမျိုးရှိတယ်ပေါ့နော်မြန်မာလိုဘလို့အဓိပ္ပာယ်နာမည်ရမယ်တော့မသိဘူးနောက်တစ်ခုကကျွန်တော်တို့ကဒီ special လုပ်မဲ့ပလင်းပေါ့နော်ဒီပလင်းလေးကိုပို့ပြီးကမှ energy clean ဖြစ်တော့အထက်မှာဘာမှမရှိတော့အောင်ဆိုပြီးတော့ကျွန်တော်တို့ကဒီပါလိုဆန်တိုပေါ့နော်ပါလိုဆန်တိုဒီတသားအနံ့လေးလည်းအရန်မွေးတယ်နော်ပါလိုဆန်တိုအနံ့လေးနဲ့ဒီမီခိုးငွေလေးနဲ့ဒီပလင်းကို clean လုပ်မယ်ပေါ့နော်ဒီပလင်းထဲမှာရှိတဲ့မကောင်းတဲ့ဓာတ်တွေပါမျက်ရှိရင်ထွက်သွားအောင်လို့ဆိုပြီးတော့ဒီအငွေလေးနဲ့နော်ဒီထဲမှာအငွေတွေထည့်ပြီးတော့မှ clean လုပ်မယ်နော်အဲဒါဆိုလို့ရှိရင်တို့အငွေတွေဝင်သွားပြီပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ဒီပလင်းကenergy မရှိတော့ဘူး clean ဖြစ်သွားပြီဆိုပြီးကျွန်တော်လည်းပြောလို့ရတယ်နော်ပြောလို့ရတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဘာတွေထည့်မလဲဘာ ingredient တွေထည့်မလဲပေါ့နော်ဘာကြီးရနေထည့်မလဲဆိုတော့ဒီပုံမှန်အတိုင်းပဲကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်သူ့ရဲ့ပေါ့နော် energy ကောင်းလာအောင်လုပ်တဲ့ဟာတွေရှိတယ်နောက်တစ်ခုက weight loss အတွက် weight control အတွက်လုပ်တာလေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထည့်မှာကဒီထည့်မှာဆိုလို့ရှိရင်ဒါ coffee ပေါ့နော် coffee Starbucks ဖြစ်ရပါတယ်ဘာဖြစ်ရလဲ coffee မှုရတယ်ပေါ့နော် coffee မှုရတယ်ဘာလဲဆိုတော့ဒီ energy ကောင်းအောင်လုပ်တယ်နောက်တစ်ခုကစိတ်ကိုနိုးကြားတက်ကြွအောင်လုပ်တာပေါ့နော် mental alert ဖြစ်အောင်လုပ်ပေးတာအမှန်ပြင်းရည်ညီးငွေတာလေးတွေနော်ပြင်းရည်ပြီးကမှအစားအသောက်နဲ့ပတ်သက်လို့ရှိရင်မလုပ်ဖြစ်တာဒါမှမဟုတ်ရှင်ချင်းဒီပိုင်းမဆော့ပြတာဒါမျိုးလေးဖြစ်မှုအတွက်ဒီ coffee မှုနော် coffee မှုကိုထည့်မယ်ပေါ့နော် coffee မှုထည့်မယ်နောက်တစ်ခုကကြာကျွန်တော်တို့ဗာထည့်မလဲဆိုတော့ pink sock ကလည်းသူက negative energy ကိုတန့်စင်ပေးတာမျိုးနော် negative energy ကိုတန့်စင်ပေးတဲ့အတွက် pink sock ကိုသုံးတယ်ဒါကလည်း pink sock မသုံးမရှိဘူးဆိုရင်ဗာရတယ်ရိုး sea sock လေးရတယ်လေကျွန်တော်တို့ပင်လယ်စားပေါ့နော်တဘာဝစားရဲ့တဘောကသူကဒီ stress ကိုပျောက်စေတယ်ဒါမှမဟုတ်လို့ရှိရင်နောက်တစ်ခုကခန္ဓာကိုယ်နဲ့စိတ်ကို balance ဖြစ်စေတယ်ဒါမျိုးလေးတွေရှိတယ်နောက်တစ်ခုကျွန်တော်သုံးမှာကဒါကျွန်တော်များသောအားဖြင့်ဒီspare jar တွေမှာမပါမဖြစ်တော့ဆိုတဲ့ဒီ cinnamon ပေါ့နော်တစ်ချက်ဘိုးကောက် herbs တွေထဲမှာသုံးတဲ့နေရာမှာတစ်ချက်ဘိုးကောက်ဒီကောင်လေးကိုသုံးမယ်ဒါကိုလည်းထည့်မယ်နော်cinnamon ကသူကသဘောကကျွန်တော်တို့ရလက်တွေမြင်ဆန်ဆန်ဖြစ်လာဖို့ပေါ့နော်ရလက်တွေမြင်ဆန်ဖြစ်လာဖို့ကိုယ့်ရဲ့ဒီ confidence တွေတိုးလာဖို့လုပ်တာမျိုးတွေရှိတယ်နောက်တစ်ခုနော်နောက်တစ်ခုကကျွန်တော်တို့ဒါ ginger ပါပဲနော် gin ကိုအစိုးထည့်လို့ရလားဆိုတော့ရတယ်ကြတယ်ကျွန်တော်တို့က spare jar ကကြာထားမှဖြစ်တဲ့ကြောင့် gin ကိုအချောက်မှုတ်နော်ဒီချောက်မှုတ်လေးကိုထည့်မယ် gin ရဲ့သဘောတရားကကျွန်တော်တို့က
ကိုယ့်ရဲ့ will power ကောင်းလာတာမျိုးဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကဒီ fire element ပေါ့နော်ဂျင်းကပူတာကို fire element အနေနဲ့သုံးတယ်နော်ဒါလေးတွေသုံးတယ်နောက်တစ်ခုကျွန်တော်ထည့်မှာက bay leaf နော် bay leaf နော် caraway ရပေါ့နော် bay leaf နော် bay leaf ကလည်းကျွန်တော်တို့ကခုနပြောတဲ့ဒီ wish manifestation အတွက်သူကအဓိကထားပြီးသုံးကြတာများတယ်သူကလည်းဒီ spell jar တွေသုံးတဲ့နေရာမှာများများဆက်စားသုံးရတယ်ပေါ့နော် spell jar မှာဒီ bay leaf လေးကိုသုံးတာတွေရှိတယ်နော်ဟုတ်ပြီဒါပြီးလို့ရှိရင်ကျွန်တော်တို့ကဘာထည့်အောင်မလဲငရုတ်ကောင်းစီ black pepper ကောနော်ငရုတ်ကောင်းစီငရုတ်ကောင်းစီဘာလို့ထည့်ရလဲသူ obstacle ပေါ့နော်အခက်အခဲတွေအတားအဆီးတွေကိုကျော်ဖြတ်နိုင်တဲ့သဘောနဲ့ကျွန်တော်ထည့်ပေးတာဖြစ်တယ်နောက်တစ်ခုက protection energy ရတယ်နော် protection energy ရရင်နောက်တစ်ခုကဒီ strong determination ခေါ်တယ်ကျွန်တော်စိတ်ဆန္ဒဇဲကိုခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုဖြစ်စေတာမျိုးကြီးရှိတယ်နော်နောက် crystal အနေနဲ့တော့ကျွန်တော်တို့က green aventurine ထည့်လိုက်မယ် green aventurine ကကျွန်တော်တို့ဒီ growth and positive change တွေကိုဖြစ်တာပေါ့နော်ဒီ crystal လေးထည့်မယ်နော်ဒါလေးတွေအကုန်စုံအောင်ထည့်ပြီးလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီဟိုဟာကိုဒီ spell jar လေးကတော့စုံသွားပြီလို့များသောအားဖြင့်ယူဆလို့ရတယ်ပေါ့နော်ကျွန်တော်ဒါလေးတွေထည့်ကြည့်မယ်ထည့်ပြီးကမှဒီ spell jar ကိုကျွန်တော်လုပ်မယ်နော်အဲ့တော့ကြောင့်ပထမဆုံးကျွန်တော်အနေနဲ့ဒီမှာ coffee ထည့်ပါမယ်နော် sorry လောက်ပါတယ်ပြီcoffee ထည့်ပြီးလို့ရှိရင်ကျွန်တော်ကpink salt ပေါ့နော် pink salt လေးနည်းထည့်မယ်နော်ကျွန်တော်တို့ဒီမှာcinnamon နော် cinnamon ထည့်မယ် cinnamon ကကျွန်တော်တို့တစ်ချက်ပိုးကောက်ပေါ့နော်ဒါလေးနည်းနည်းထည့်ပေးမယ်ပြီးရင်ကျွန်တော်တို့ ginger ထည့်မယ်နော်ginger ထည့်မယ်ginger ထည့်ပြီးကျွန်တော် bay leaf ပေါ့နော် bay leaf ကဒီမှာကျွန်တော်တို့ caraway ရွက်နော်သူကလည်းကျွန်တော်တို့ဒီ spell work မှာတော်တော်များများကိုသုံးကြတယ်ပေါ့နော် bay leaf ကို spell work မှာတော်တော်များများသုံးကြတယ်ကျွန်တော်တို့မိဖို့ချောင်းမှာပဲအလွယ်တကူကြားနိုင်တဲ့ caraway ရွက်ဖြစ်ပါတယ်နော် caraway ရွက်ခေါ်ရတယ်နော် bay leaf လေးကိုထည့်မယ်တကယ်လို့ကျွန်တော်တို့ customize ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကိုယ့်ရဲ့ဒီဟိုနာမည်ကိုလက်မှတ်ထိုးထားမျိုးလေးတွေထည့်လို့ရတယ်ဒါမှမဟုတ်ကိုဖြစ်ရှင်တာလေးကိုရေးထားတယ်ပေါ့နော် petition paper ပေါ့နော်ဒီလို paper လေးတွေထည့်နောက်တစ်ခုကကျွန်တော်တို့ကဒီ black peppercorn ကျွန်တော်တို့ငရုတ်ကောင်းစီထည့်မယ်ငရုတ်ကောင်းစီရဲ့သဘောကကျွန်တော်ခုနပြောပြတာဖြစ်ပါတယ်ကျွန်တော်တို့ဗာလဲဆိုတော့အခက်အခဲတွေကိုကြော်လွှားနိုင်မှုဆိုတာမျိုးနော်အခက်အခဲတွေကိုကြော်ဖြတ်နိုင်မှုအခက်အခဲတွေဒါစီတွေကိုကြော်ဖြတ်နိုင်မှုငရုတ်ကောင်းစီလေးတွေထည့်မယ်နော်အဲ့တော့နောက်ဆုံးကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့ crystal တွေကနော် crystal တွေကကျွန်တော်တို့ green aventurine ထည့်မယ်နော်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဟိုကစုံပြီပေါ့နော်စုံသွားလို့ရှိရင်ဒီဟိုကိုဒီကျွန်တော်တို့ဒီ spell jar ကို seal လုပ်မယ်ပေါ့နော် seal လုပ်တဲ့နေရာမှာဒီမှာကျွန်တော်တို့ဒီဘောက်ကိုပိတ်မယ်နော်ပိတ်ပြီးလို့ရှိရင်နော်သူ့ရဲ့နော်ဟိုလေးကိုဆူတောင်းမယ်ပေါ့နော်ဒီ weight loss နဲ့ပတ်သက်တဲ့ကျွန်တော်တို့ weight control လုပ်နိုင်မှု energy စွမ်းအင်တွေပေးတာနာဖို့ပေးဖို့နော် universe နဲ့ချိတ်ဆက်ပြီးကြမှာကိုယ်စံနာလေးကိုဖြစ်ရှင်တဲ့ပေါင်းကိုဖြစ်ရှင်တဲ့ဒီဉာဏ်ဆက်မှုလေးကိုစိတ်ထဲမှာညှိပြီးကြမှာခဏလေးစိတ်ထဲမှာဒီကောင်အာယုံထဲမှာညှိမယ်ပေါ့နော်ဒါ weight loss အတွက်ဖြစ်တဲ့ special ဖြစ်ပါတယ်ဆိုတော့မျိုးလေး
ပြီးလို့ရှိရင်တော့ဒီ spell jar ကိုဟိုဖြစ်အောင်လို့ကျွန်တော်တို့ဒါကို seal လုပ်ရမယ်ပေါ့ seal လုပ်တဲ့ဒါကျွန်တော်တို့ဒါကိုဒီ energy အပြင်ကိုထွက်မသွားအောင်လို့နော်ဒီထဲမှာရှိတဲ့ energy တွေအပြင်ကိုထွက်မသွားအောင်လို့ဆိုပြီးဒီ spell jar ကို seal လုပ်မယ်ဒီ spell jar နဲ့ဒီထိတ်ပေါက်ပေါ့နော်ကျွန်တော်တို့ energy မထွက်အောင်လို့ spell jar ကို seal လုပ်မယ်အဲ့တော့အများဆုံးအဖြစ်တော့ဒီ spell jar နဲ့ပတ်သက်လို့ရှိရင်ဒီ space လေးခြံထားတာများတယ်ပေါ့နော် space ခြံထားတာများတယ်ဒါကျွန်တော်တို့20မယ်ဖြစ်တဲ့ကြောင်နည်းနည်းကြီးသွားတယ်ပေါ့နော်။ဆောင်းလို့ကောင်းအောင်ဆိုလို့ရှိရင်10မယ်လားဆိုလို့ရှိရင်ဆောင်းလို့ရတယ်ပေါ့10မယ်လားဆိုတိတိလေးဖြစ်သွားပေါ့နော်။အချို့လည်း5မယ်လားလို့ရှိရင်တော့2မယ်လေးတွေလည်းရှိတယ်ပေါ့နော်။ဒါကတော့ကိုယ့်ရဲ့အကြိမ်နဲ့ကိုယ့်ရဲ့စံသားနဲ့ကိုလောက်ကြတာကြီးပါပဲကျွန်တော်တို့ဗာလဲဆိုတော့အချို့ကကြတော့ဒီပတ်ဆိုင်ထဲမှာထည့်ဆောင်တယ်ပေါ့နော်။ပတ်ဆိုင်ထဲမှာထည့်ဆောင်မှုအတွက်ဆိုလို့ရှိရင်သူကမယ်များများလေးပေါ့နော်ကျွန်တော်တို့မယ်နည်းနည်းလေးပေါ့နော်5မယ်10မယ်တိတိလေးတွေဆောင်ကြတာမျိုးလေးရှိတယ်။ spell jar မှမလုပ်ချင်ဘူးအဲ့လိုမှမလုပ်ချင်ဘူးဆိုတော့ရှင်တော့ကျွန်တော်တို့ spell back ပေါ့နော်ဒီချီတန်နဲ့လှုပ်ထားတဲ့အိတ်ကလေးတွေပေါ့နော်ဒီချီတန်နဲ့လှုပ်ထားတဲ့အိတ်ကလေးတွေဆိုလို့ရှိရင်လည်းဒါမျိုးလေးတွေအဲဒီ spell work ကိုလုပ်လို့ရတာပေါ့နော်ဒါလေးတွေကတော့ဟိုအဆင်ပြေတယ်လို့လုပ်ကြလို့ရပါတယ်ခုဒါကတော့ကျွန်တော်လုပ်လိုက်တာကတော့ခုလောလောဆယ်ဒီ weight loss ပေါ့နော် weight loss ဒီ spell jar လေးဖြစ်ပါတယ်လို့เนาะဒါလေးကကျွန်တော်တို့တကယ်လို့များကျွန်တော်တို့ကဒီမှာဒီကောင်ဆောင်းထားမယ်ဆိုလို့ရှိရင်တော့ဒီ jar လေးကို shake လုပ်လိုက်လို့ရှိရင် shake လုပ်ပြီးသူ့ရဲ့ energy ကိုကိုယ်လေးကိုစီးဝင်အောင်လုပ်လို့ရပါတယ်เนาะနောက်တစ်ခုပတ်ဆိုင်ထဲမှာဆောင်းထားလို့ရတယ်ပေါ့နော်စားကန်နီလိုက် shake လုပ်ပေါ့နော်မစားပြစ်တာပေါ့နော်အဲ့လိုမျိုးလေးစားကန်နီလိုက် shake လုပ်တာမျိုးလေးတွေရှိတယ်ဒါမှမဟုတ်လို့ရှိရင်နေ့တိုင်းကိုယ့်ရဲ့မိုးလင်းလာလို့ရှိရင် shake လုပ်ပြီးကမှယူသွားတာမျိုးလေးရှိတယ်ပေါ့နော်ဒါမျိုးလေးလုပ်ပေးခြင်းအပြင်ကျွန်တော်တို့ရဲ့ spell work ကပို့ပြီးကမှထိရောက်တယ်ပို့ပြီးတော့မြန်ဆန်လာတယ်ဆိုတာမျိုးပြောလို့ရပါတယ်เนาะဒါဒီ spell jar လေးကိုအိမ်မှာကိုလုပ်မယ်ဆိုလို့ရှိရင်တော့အများကြီးမထည့်နိုင်လို့ရှိရင်ဘာတွေထည့်မလဲဆိုတော့ကျွန်တော် coffee ထည့်မယ်เนาะ pink salt မထည့်ရင် yellow salt sea salt เนาะပင်လယ်စားရပါတယ်စင်နာမွန်ထည့်ရင် ginger ထည့်မယ် bay leaf ထည့်မယ်เนาะ black pepper ကောင်းခေါ်လဲကျွန်တော်ငွေကောင်းစီထည့်မယ်ဒါလို့ဆိုရပါတယ်ကျွန်တော် crystal ကတော့ကျွန်တော်တို့ကထည့်လဲကောင်းတယ်မထည့်လဲရတယ်ပေါ့နော် crystal ရဲ့သဘောတရားကတော့တချို့ကျတော့ crystal လွယ်လွယ်ကူရှာမရလို့ရှိရင်စောစောပြောတဲ့ half တွေပေါ့နော်စောစောပြောတဲ့ hindi ဟင်းရွက်တွေအသေးရွက်ခုနပြောတဲ့ half ပေါ့နော်အသေး hindi ဟင်းရွက်ဆိုတာလေခုနပြောတဲ့ဒီအမွေကြိုင်ဟင်းခန့်အမွေကြိုင်ဒါမျိုးလေးတွေကိုထည့်လို့ရှိရင်တော့ပို့ပြီးတော့ဟိုအဆင်ပြေလေးရှိပါတယ်လို့เนาะကျွန်တော်ဒါလောက်ဆိုလို့ရှိရင်တော့ကျွန်တော် spell jar လေးလုပ်လို့ရပြီထင်ပါတယ်ကျေးဇူးတင်ပါတယ်